Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ begin ဖြစ်ပါတယ်ဒီနေ့မှာ one block ဒီမှာစော်ပေါင်းမှာဖြစ်ပါတယ်ဒါပေမဲ့ဒါတာမန် one block တော့မဟုတ်ပါဘူးဒီက one block က SCP နဲ့ပြည့်နေနေပါတယ်ဆိုတော့ဒီကဘာမှာကျွန်တော်တက်ရှင်နိုင်မလားအရင်ဆုံးကျွန်တော်ရဲ့ video လေးကို like လေးလုပ်ပြီးတော့ channel လေးကို subscribe လုပ်ပြီးတော့ကြပါဘာဖြစ်လဲဆိုတော့ကျွန်တော် channel ရဲ့ subscribe ပါတော့မရှိချို့ပဲဖြစ်ပါတယ်ဒါဆိုတော့ video လေးလိုက်ကြရအောင်အဲ့တော့ကျွန်တော်အရင်ဆုံး one block ဆိုတော့အတုံးတွေဖြိုးပါတယ်chest ပြရအောင်ချက်ကိုဖွင့်ကြည့်လိုက်တာခိုင်းလိုပဲပစ္စည်းစုပ်တွေပဲရပါတယ်အေးရနေကျွန်တော်ပေါင်မှုယူလိုက်ပါတယ်ပြီးတော့ကျွန်တော် chest ကိုဖြိုးလိုက်ပါတယ်ဖြိုးဖို့တော့ကျွန်တော်အရင်ဆုံးဘေးမှာတော့ပစ္စည်းခါလိုက်ပါတယ်ဆိုတော့အဲ့ဒါကျွန်တော်ဖြိုးအောင်ဗျစောက်တွေကကျွန်တော်လည်းမဖတ်တတ်တာကြောင့်မလို့လွန်ပလိုက်ပါတယ်ကျွန်တော်လည်းမလိုလဲဆိုတာကြောင့်မို့ပေါ့နော်ဆိုတော့ရပြီကျွန်တော်ဒီ platform လေးတော့ချဲအောင်ဗျဆိုတော့ကျွန်တော်အသုံးတွေထပ်တူအောင်ပြီးတော့ကျွန်တော်ဘေးမှာ platform လေးနဲ့ချဲအောင်ပေါ့နော်ရပြီဆိုတော့ဒီဘက်ကနေလည်းချဲလိုက်မယ်โอเคကျွန်တော် SCP ကမကြရင်မှာ spawn လာတော့မယ်ဒီတော့ကျွန်တော်တို့3ရက်လောက်ကတော့တို့အချိန်ပေးလိုက်မယ်ထင်တယ်โอเคကျွန်တော်တူးလာတာတော်တော်များလာပြီပစ္စည်းတွေတော်တော်ရနေပြီပေါ့နော်ကျွန်တော် platform လေးနဲ့ပြန်ချဲအောင်ကျွန်တော်တို့အတွက်ထောင်ချောက်ကိုလည်းကျွန်တော်လုပ်ရမယ်ပေါ့နော်ကျွန်တော်တို့အရှင်းတော့မဖမ်းဘူးအတေပဲပတ်တက်မယ်ကျွန်တော်ရဲ့ကြိုက်ဆိုအကြောက်ဆုံးအကောင်ကတော့ The Shy Guy လို့ခေါ်တဲ့ SCP-096 ပါသူ့ကိုလည်းကျွန်တော်တတ်နိုင်မလားဆိုတာတော့ video ထဲမှာတွေ့ရမှာဖြစ်ပါတယ် Okay ထပ်တူအောင်ဗျ Okay ဟုတ်ကျွန်တော် chest 3တွေ့တယ်ကျွန်တော် chest ထဲမှာမြေရေးရွက်ကြောင်းကျွန်တော်ရေးယူလိုက်တယ်ထည့်ထားလိုက်အောင်ဗျကျွန်တော်ပစ္စည်းလေး Okay ဟိုအဲဒီ chest ကတူအောင်ကျွန်တော်ဒီ SCP ကိုဖမ်းတဲ့နေရာမှာကျွန်တော်တိတ်ပြီးတော့ထွေထူးမလုပ်ဘူးအဓိကကျွန်တော် survive ဖို့ပဲသူတို့ဖမ်းဆီးဖို့အတွက်မဟုတ်ပါဘူးဆိုတော့ကျွန်တော် W crate ရအောင် trading table ချလိုက်အောင်ဗျဒီကနေတော့ကျွန်တော်ဟာ shovel လေး crate လိုက်မယ်ပေါ့နော်မြေကြီးတူရရင်ပြန်အောင်လို့ပါ okay မြေကြီးထပ်တူအောင်ဗျ okay ကျွန်တော်တို့မြေကြီးထပ်ထည့်မယ် block တွေကတော့ကျွန်တော်တော်တော်ရနေပြီ okay ထည့်ချအောင်ဖေးကျွန်တော်တို့မြေကြီးရတော့ဂုံတော့မယ်တိတ်ပြီးတော့မရှိတော့ဘူးဆိုတော့ကျွန်တော်ဒီတူးရဲ့ဘလော့မပြောင်းလို့ကျွန်တော်ဘေးကနေတော့အောက်စာတွေနဲ့ကာလိုက်မယ်ပေါ့နော်အဲ့ဒီဗာလေနင်းတဲ့ဟာလေးနဲ့โอเคအားလေးနဲ့ကျွန်တော်ကာလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့မှာဘလော့မပြောင်းတော့ဘူးပေါ့နော်ဆိုတော့โอเคရပြီကျွန်တော်ထပ်တူးအောင်ဟောဒီချက်နဲ့က KSC လောက်စားလိုက်တော့မှာပဲပါညွှန်ကျော်အရင် track လောက်အောင်ပေါ့နော်ကျွန်တော်ဒီထောင်ကျောက်လောက်အောင်အဲ့ဒီသူတို့ဘယ်လိုတက်ဖို့အတွက်သူတို့တော့ဒီအောက်က fight ကြီးကိုကျွန်တော်တွန်းချလိုက်တော့မယ်ဗျတိတ်ပြီးတော့ဖမ်းဆီးမေရောပေါ့နော်အရှင်ဖမ်းလို့ရှင်လည်းသူပြန်လွတ်လာလို့ရှင်ကျွန်တော်ကိုဝိုင်းပြီးတော့အမဲဖြစ်ကြမှာဆိုတော့ကျွန်တော်တို့အတေပဲဖမ်းမယ်ပေါ့နော်ကျွန်တော်ရှာပါလောက်လိုက်အောင်မယ်ပြီးလို့ရှင်တော့ကျွန်တော်မြေကြီးနေတဲ့တူအောင်ဆိုဗျโอเคကျွန်တော်တို့တူလာတာညနေတော့စောင်းသွားပြီကျွန်တော်ပစ္စည်းတွေတော်တော်များများရနေပြီအခုချိန်นี้ SCP ဆိုလို့အရေးရောင်တော့မမြင်သေးဘူးပေါ့နော်โอเคကျွန်တော်မြေကြီးလည်းရှိနေပြီပေါ့နော်ဟိုတက်သားတွေကျွန်တော်မှရှိနေပြီဆိုတော့ကျွန်တော်ထောင်ချောက်ကိုပြီးတက်လိုက်စို့ဗျထွေထူးတော့မလုပ်ပါဘူးကျွန်တော်တန်းလေးပါပဲတို့အရှင်လည်းဖမ်းမှာမဟုတ်ဘူးဆိုတော့အမိုးတော်ရောက်လာပြီဗျโอเค3 block လောက်တော့မြင်လိုက်မယ်ပေါ့နော်သူတို့ကအရွယ်စားဘေးကနေပတ်ပြီးတော့သူခုံနေမှလာမှာကြောင်းပါဆိုတော့သူတို့ခုံနေတဲ့ခုံတွေလည်းပါတော့တယ်ပေါ့နော် SCP ဆိုတော့ကျွန်တော်ဘောင်းစုံထည့်ထားတာ SCP ဘောင်းစုံပါတယ်ပေါ့နော်โอเคကျွန်တော်တို့လက်တွေကနေကျွန်တော် survive လုပ်နိုင်မလားဆိုတာတော့ဒီထဲမှာတွေ့ရမှာဖြစ်ပါတယ်ပြုတ်အောက်လိုပြုတ်ကြရပါရင်ဆိုင်ပေါ့နော်သူတို့တက်လို့တည်တာဘယ်နှခေါက်တည်မလဲဆိုတာပဲဆိုင်တာပါဒီဘက်ကဒီတိုင်းတစ်မျိုးချဲလိုက်ပြီးတော့ကျွန်တော်ကာလိုက်မယ်ဒါလည်းမျိုးလေးပဲပေါ့နော်ကျွန်တော်ပြုတ်ကြမှာဆိုလို့ဒါကတော့သူတို့ကဒီအောက်ကကြိုက်တဲ့ကိုပြုတ်ကြအောင်လုပ်မှာပေါ့နော်ဒီတိုင်းလေးမှာကျွန်တော်အောက်ဖောက်လိုက်မှာကျွန်တော်ခုံနိုင်ပဲပေါက်လောက်ပဲလုပ်မယ်ဗျာကျွန်တော်ကတိတ်ပြီးတော့လည်းပါခွာကျန်းတာမဟုတ်ဘူးဆိုတော့အကွာဒီကောင်လေးတော့ရှုပ်တာပဲသွားဒီကောင်လေးကတက်ပြီးတော့မှာရော့ပြေးစမ်းတော်ရှုပ်တယ်မျိုးကောင်လေးကျွန်တော်ဒါလေးရောဖြူလိုက်အောင်ပဲโอเคဟာပြုတ်ကြပါ යි နေပါသေးတော့ဒီကောင်မသေးခြင်းနေပြီတော့ရှော့
မင်းကတော့ဖြည်းဖြည်းချင်းတည်ပါโอเคကျွန်တော်ဒီလိုခုံမယ်သူဘလောက်ဆိုရင်တော့သူတို့မလာနိုင်တော့ဘူးလို့တော့ထင်တာပဲဗျပြောလို့မရဘူးโอเคဆိုတော့ကျွန်တော်မှမြေကြီးပုံနေတော့ဘေးကိုပလက်ဖောင်းလေးနဲ့တော့ချဲလိုက်အောင်ဆိုပေါ့နော်โอเคကျွန်တော်ဒီမှာမြေကြီးလေးနဲ့ထပ်ပြီးတော့ချဲလိုက်မယ်โอเคဂျာရေးပြည့်ပြည့်မှာပေါ့နော်ကျွန်တော်โอเคကျွန်တော်ရှိရဲ့မြေကြီးရဲ့အကုန်လုံးနဲ့ကျွန်တော်ပို့ပြီးပြီကျွန်တော်တက်သားရရှိရဲကျွန်တော် base ကျွန်တော်နေဖို့လောက်ဝင်ပြီးတော့နေဖို့လောက်ပဲကျွန်တော်စောင့်မယ်တေးသေးလေးပဲစောင့်မယ်ကျွန်တော်အိမ်နေပါကြီးအကြီးမစောင့်ဘူးလှားဖို့လည်းမဟုတ်ဘူးအဓိကကျွန်တော် survive လုပ်ဖို့ပဲဒီကျွန်တော်အပန်းဖြေလာတာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့နေတေးသေးပဲစောင့်မယ်ပေါ့နော်အိမ်လည်းမဟုတ်ဘူးကျွန်တော်တိုင်းဘေးကပြောရမှာဆိုတော့အကာအကွယ်ပေါ့ဗျာโอเคဘယ်လိုကျွန်တော်မမီဘူးမီလားမသိဘူးဗျမမီဘူးဆိုတော့အိုးတော့ရအောင်ဒီမနာနေပဲလောက်အောင်ဗျโอเค3 block မြင်မယ်ဟိုဘက်ကိုဒီဘက်ကနေဖမ်းပြီးတော့လုပ်လိုက်မယ်โอเคရပြီကျွန်တော်ဘီကကာရအောင်မြေကြီးမှာတက်သားရကျွန်တော်ခြေလိုက်မယ်โอเคတက်သားတော့ကျွန်တော်အများကြီးရှိရဗျโอเคကျွန်တော်တက်သားလေးနဲ့ဘီရောက်ကာလဲအောင်ဒါမျိုးလေးပဲယူလေးပဲပေါ့နော်ကျွန်တော်အိမ်ကတော့အိမ်လို့တော့ပြောလို့မရပါဘူးကျွန်တော်အကာအကွယ်လို့ပဲပြောလို့ရတယ်ပေါ့နော်ဒါဖြိုးလိုက်အောင်ပဲဗျโอเคကျွန်တော် SCP ကကျွန်တော်ဖောင်းဆုံးရှိရပေါ့နော်ကျွန်တော်အယောင်ဆောင်နေတဲ့လူရောက်လာနိုင်တယ် SCP-096 ကိုကျွန်တော်လုံးဝကြောက်တယ်အဲ့ကောင်ကဘာဖြစ်လဲဆိုတော့အဲ့ကောင်က Barrow တောင်ကျွန်တော်မမှုဘူးပေါ့နော် Barrow နဲ့သူ့ကိုဖမ်းလို့တော့မရဘူးသူကအရန်ချမ်းနေပေါ့နော်ကျွန်တော်သူကရောက်လာလို့ကျွန်တော်ကတော့တွားပြီ Okay ဘာဖြစ်အကောင်းဆုံးကကျွန်တော်သူ့ခုခံပါပါ SCP ရဲ့ချိန်မီနေရာမီရောက်လာနိုင်တယ်ပေါ့နော်ကျွန်တော်ဒီကဘာပေါ်မှာဘယ်သူမှယုံလို့မရဘူးကိုဟိုပဲယုံလို့ရရမယ်ပေါ့နော် Okay yeah okay ကျွန်တော်ပုံစံလူတွေလာပြီးတော့သူတို့ကအရဟန်းဆောင်နိုင်တယ်ပေါ့နော်ကျွန်တော်အမုန်းပိုးရအောင် Okay ဒီဘက်ကလည်းလူမျိုးလေးပဲပေါ့နော်လူမျိုးလေးပဲကာလိုက်မယ်ဗျာကာပြီးအောက်က3လေးသွားဖြတ်လိုက်အောင်မယ်ရော SCP ကဒူမရောင်လဲလာပြီးတော့ဆောင်းနေတယ်ပေါ့နော်ဒူမကျွန်တော်ယောက်ျားလေးကိုဆိုကောင်မလေးနေတော့မြူဆွဲတတ်တယ်ပေါ့ဗျာ Okay ကျွန်တော်မြေကြီးလေးထားတူအောင် SCP ဆိုလို့ကျွန်တော်အရေးရောင်တော့မတွေ့ဘူးဟိုမှာ day 2ပဲရှိရဲဆိုတော့တို့တိတ်ပြီးမလာရရတယ်ဖြစ်နိုင်တယ်မိုးကလည်းမတိတ်တော့ဘူးခွာ Okay ကျွန်တော်တကားလေးချလိုက်မယ်ပြီးတော့ထပ်တူအောင်ဗျကျွန်တော်ဒါလေးကိုကျွန်တော်3 block လိုက်မယ်ဘာဖြစ်လဲဆိုတော့တရှိုင်းကန်ကသူကကျွန်တော်ကိုလိုက်ပြီးတော့တတ်မှာဆိုတော့ကျွန်တော် trap door လေးချရမယ်ပေါ့နော်ဆိုတော့ကတော့10ခုလောက်လိုမယ်ဟုတ်တယ်10ခုဟိုဘက်4ခုဒီဘက်4ခုဆိုတော့10ခုဟုတ်တယ်ကွတိ4 6 8 Okay ရပြီကျွန်တော် trap door ရပြီ trap door ချရအောင်ဒီကောင်တွေကအာကျူတော်တော်မြင့်နေကြသူ SCP ရပါတော့သူတို့ကျွန်တော်တက်တယ်မှာကျွန်တော်ဘယ်တစ်ခေါက်တည်လဲဆိုတာပြောလို့မရဘူးသူတို့တွေကကျွန်တော်အယောင်ဆောင်ပြီးတော့လာနိုင်တယ်ပေါ့နော်ကောင်မလေးနေမျိုးဆွဲတော့ဒုက္ခပါပဲဗျာကျွန်တော်ကအညာလွေဗျာโอเคကျွန်တော်တို့ဒါလေးချရအောင်ဗျပြီးရင်တော့ကျွန်တော်စမ်းကုန်ကြည့်ရမယ်တော့မသိဘူးရော့โอเคရောက်တယ်အဆင်ပြေလောက်ဆိုရင်ဒီဘက်ကနေပြန်ကုန်ကြည့်ရအောင်ရပြီဆိုဘလော့ရထပ်တူအောင်ဗျ